အားလုံးမင်္ဂလာပါရှင်ညီမတို့ရဲ့ SCT Power Solar မြန်မာအဖွဲ့သားတွေ After Sales Service ကို Customer အိမ်ရောက်ဘာတွေပြင်ဆင်စီကမ်းလဲဆိုတာကိုအားလုံးမဆုံး Lunch ယူပေးကြပါအောင်ရှင် After Sales Service ကိုတင်ငန်းချုံမြုံနေရရှင်းနေကြော်ကြီးဖြစ်တဲ့ Customer ဟောင်းအိမ်မှာ Customer စိတ်တိုင်းကြပြုလုပ်ပေးနေရဖြစ်ပါရှင်အန်ကဲမင်္ဂလာပါကွယ်အန်ကဲနေမိတ်ဆက်ပါအောင်ရှင်အန်ကဲနေမှာဦးမြင့်တယ်ပါညီမတို့အခုရောက်ရှိလာတဲ့အကြောင်းလေးတွေပါနော်အန်ကဲဘက်ကနေပြီးတော့ battery air လေးပြင်နေဆိုပြီးတော့ဖုန်းဆက်လာလို့လာအခုပြင်ပေးရဖြစ်ပါတယ်အန်ကဲပေါ့နော်ရုံးကိုဖုန်းဆက်တဲ့အချိန်မှာရုံးဘက်ကနေပြီးတော့ဘယ်လိုတုံ့ပြန်လာလဲရှင်အန်ကဲရုံးကိုဖုန်းဆက်တော့ရုံးဘက်ကနေပြီးတော့မှတို့အနေနဲ့ကျွမ်းကျင်တဲ့သူကိုလုပ်ပြီးတော့မှအများဆုံးလုပ်ပေးပါမယ်လက်ခံသုံးမှုတော့ပဲခါပေါ့နော်အဲ့ဒါကိုပြောပါတယ်အများဆုံးရောက်လာတာမသိဘူးသူတို့ပြောတဲ့နောက်တစ်နေ့တော့ရောက်လာတယ်ပေါ့အခုလိုပေါ့နော် after sales service ကိုအိမ်ထဲရောက်တာဝန်ဖြည့်ရှင်းပေးရပေါ်ဘယ်လိုခံစားရလဲမသိဘူးရှင်ဘယ်လိုခံစားရလဲဆိုတော့ကိုယ်မှရှိနေတဲ့ခက်ခဲကိုအချိန်နဲ့တပြင်းကြီးလာရပြီးတော့မှပြင်ပြီးတော့ချိန်နဲ့တာပေါ့ဒီမှာပေါ့နော်ဆိုလာဆိုင်တွေအများကြီးရှိတယ်မှာညီမတို့ရဲ့ SCT Power Solar တွေမှာဘာကြောင့်အေးချခဲ့ရလဲမသိဘူး SCT နဲ့ဦးနဲ့ဆက်ဆံတာအနည်းဆုံး10နှစ်10နှစ်လောက်ရှိပြီဘာလို့လဲဆိုတော့ငါတို့ကမှဆိုစပြီးတက်တုန်းကဆိုလာပြမင်းတို့ကြီးကဝယ်တယ်မင်းတို့ကြီးကကွန်ထရိုလာနဲ့ဆိုလာပြ2ချက်နဲ့နည်းနည်းတုံးလာပေါ့နောက်ပြီးတဲ့ခါကျတော့စင့်နေလာပြီးတော့မှpure sine wave inverter တစ်ဆောင်လားအဲ့ဒါကိုပြောင်းတက်တာပေါ့အဲ့ဒါပြီးတဲ့နောက်ပိုင်းမှာကျတဲ့ခါကျတော့မှlithium battery 5kg နဲ့ဒီလိုအဲ့ဒါကိုမျိုးပြရလဲဝယ်တက်တယ်နောက်ဆုံးမှ inverter တွေအဆင့်မြင့်မှာပေါ့နော်အခုလာပြီး service လုပ်တဲ့အပေါ်မှာရောကျဉ်းမှုရှိရလားရှင်အခုလာပြီးတော့ service လုပ်ပြီးတဲ့အပေါ်မှာကျဉ်းမှုရှိတာပေါ့နောက်ပြီးတော့ဒီစားလေးစစ်ဆေးပြီးတယ်ချုပ်ပြီးတော့တင်သွားပြီးတယ်ပြီးတော့အစားတို့တက်ဆင်ပေးထားတယ်ညာကြီးပေါ့နော်ဟုတ်ကဲ့အဲ့တော့ဦးလည်းဘယ်လိုပြောမလဲsolar system နဲ့ air con ကိုသုံးရတဲ့အတွက်ကြောင့်အိမ်မှာကောင်းတော့ပေါ့ဟုတ်ကြာကြီးမနေရဘူးဟုတ်ကဲ့နောက်ထပ်လေး solar တက်ဖို့စဉ်းစားနေတဲ့လူရဲ့အတွက်ပေါ့ဘယ်လိုလဲစကားလို့ဆောင်ပါ့ဦးတို့အနေနဲ့ကတော့ဘယ်လိုပြောမလဲအိမ်မှာကလေးတွေရှိတယ်ပြီကလေးတွေရှိတဲ့ခါကျတော့ဓာတ်တူးရဲ့ပြင်းထန်တဲ့ဟာတွေကလေးတွေခံစားလို့ရှိလို့ရှိရင်ကလေးတွေကနာမကျန်းဖြစ်နေသူ့ကိုပြုစုတဲ့ဈေးတွေကုန်တယ်ပေါ့ဒါကြောင့်လည်းယာတူးအပြောင်းနဲ့တိတ်